မင်္ဂလာမောင်းနဲ့ပြည့်စုံကြပါသည်ခင်ဗျာကျွန်တော်ရဲ့စာပေဝိုင်းကသတင်းတွေဒီရောက်နေတိုင်းလိုက်နေခြင်းမဂ္ဂဇင်းစီစဉ်များကိုတင်ဆက်နေပြရမှာဒီနေ့ကျွန်တော်ရဲ့စာပေဝိုင်းရဲ့သတင်းတွေပွဲဥအတွက်ကျွန်တော်တို့ကြံများကိုပြုစုရတယ်ကြာလွမ်းရမကွေးရနေလို့မှစတင်မှာဖြစ်ပါတယ်ကြာလွမ်းရမကွေးရဆိုရင်ကျွန်တော်ရဲ့စာပေဝိုင်းမစတင်ပြီးသားတယ်ပုဂ္ဂိုလ်ရေးကြံဝိုင်းကိုဒီတောင်ဘက်ကိုပြောရဖြစ်ပါတယ်ပုဂ္ဂိုလ်ရေးကြံဝိုင်းဆယ်နှစ်ခန့်ရှိတဲ့အချိန်မှာကျွန်တော်ရဲ့စာပေဝိုင်းဆိုပြီးကံဘေးနားမှာရှိတဲ့ကျွန်တော်ပြည်အောင်မှာစတင်ပြီးတော့ကျွန်တော်စုစုံရရတယ်ကျွန်တော်ရဲ့စာပေဝိုင်းဆိုပြီးတော့ကျွန်တော်စီမျောလာတဲ့အခါဒီစာပေစီမျောခြင်းနှစ်30ကျော်လို့အခုဆိုလို့ရှိရင်37နှစ်ရောက်တော့ပါဘူး။သူဆရာလွမ်းရမှာကသူရဲ့ကြည်ရင်းလာအပွင့်ကြပြများကိုလွတ်ဆိုပြီးတော့ဖြစ်ပါတယ်နော်။ဆရာလွမ်းရမှာဒီဟာယူပေးပါမယ်။လေးစားတော်ဆန်ကြပါလေ။ဘာရှာရဲကျွန်တော်တို့ရဲ့ရေးပေါ်ကြီးတဲ့ဆရာအငိမ့်မှုရဲ့ကြပြလေးပါဒီနေ့က online မှာတွေ့လိုက်တယ်ကျွန်တော်ခုညမျိုးရိုက်ထားပါလေဘုန်းကြီးလေးကတော့တလီလေးတဲ့ဘဝကပန်းရင်းလမ်းဖို့ဆိုဒီမဲ့ရှောက်ရဲတဲ့ခြေတော်ကြီးအတွက်တော့ဘူးတော့ဆရာမဟုတ်ပါဘူးဘယ်လိုခဏပဲစီစီမလျှောက်ရဲရင်ဘယ်ခီးမှမရောက်ပါဘူးဆက်လျှောက်ကကလေးကြီးအငိမ့်တွေလည်းပါရဲ့ကျွန်တော်ရဲ့လူဝိုင်းကြလေးကတော့ကျွန်တော်ရည်မှဖိတ်ခေါ်ပါသည်ကောင်းလေးရတော့တငယ်ချင်းအကောင်းစဉ်ကျွန်တော်ရည်ပါမိတ်ဆွေအကောင်းအဆိုးအကြောင်းကျိုးစင်ချင်းအများကျိုးအတွက်ကျူစုလက်ကန့်ချုပ်လန်းခဲ့ပါယာရုနေရဂုံပေါ်ဝမထတာရူညီညတဘာဝအတိုင်းရင်တွင်ခံစားနှလုံးသားမှာခံစားရေးဖွဲ့ရင်ဖွဲ့လဲပါနှွေးထွေးစွာဖြင့်ကျိုးနေမယ်တကယ်ချင်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်လွှမ်းရမှုပဲနောက်ရည်စာပေဝိုင်းမှာပြောလာကြတော့ဇာတိဆရာမများနဲ့တကွာ online မှာတည်ရှိအားဖြင့်နားထောင်လဲရှိကြတော့စာချိပိတ်တာပေါင်းလို့ဘုစိတ်တရားကျမ်းမှာချမ်းသာကြပါစေလို့ကျွန်တော်ဟောမှာအိမ်မှာလူဖုံးဆက်ကြဂါရဝပြုရပါတယ်ကျွန်တော်ကြပြနှစ်ပုဒ်ရွတ်မှာဖြစ်ပါတယ်ပထမကြပြရဲ့ခေါင်းစဉ်လေးကတော့ပေါင်းသင်းခြင်းလို့အမည်ပေးထားတဲ့ကြပြလေးပဲဖြစ်ပါတယ်အားလုံးနာသောတဆင်ကြည်ပါသူတော်သူချင်းမိုက်ချင်းသာပေါင်းသင်းကျိုးဖွဲ့ကိစ္စကွဲ့ဆောင်အောင်နဲ့အောင်သူတော်သူလန်းမိုက်သူရန်ကမိုက်လန်းမူသာကျင့်ဆောင်လာယူစိတ်မှားသူရှာယူပေါင်းသင်းသူဓမ္မတော်ဖြစ်ပါတယ်နောက်တစ်ပုဒ်ကတော့မိဘလို့အမည်ပေးထားတဲ့ကြပြလေးပဲဖြစ်ပါတယ်အားလုံးနာသောတာဆင်ကြည်ပါမိဘခန္ဓာအတွက်စီရောက်စနှစ်တိုင်းကျေးဇူးပိုင်ရဲခိုင်မမိရာအားလုံးကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေကျွန်တော်အောင်ပါရင်ကျွန်တော်ရင်ဖြစ်ပါတယ်ကြီးကွယ်ပါမိကြီးပြီးတော့ကျွန်တော်မဝေးကြီးလေးဖြစ်ပါတယ်အဲ့တော့ကြီးကွယ်ပါဘရောတက်ခဲ့အလားလားထောက်တွဲစပါလို့ကြီးစားမှာရွှေဝါရောင်ဒိတ်ချေဖုံးလို့ရဲ့လှမဆုံးတာဒီနေ့တခါကျိုးထောက်ပါသူလာရောက်ပျော်ရွှင်စွာကြံပွဲရှင်ရွေးပလောက်ဝမ်းမြောက်လို့များမကြတနာစရာဖြစ်ရင်ပဲသူ့ထံကလူရက်ကအခက်ဝေသမျှပြည့်ချွေချခုချွေရဲ့မြေထက်ပြန်ပြေနှစ်တိုင်းပဲအမြဲပဲဘလောက်ကြီးစိုက်နေမဆက်ပန်းပန်းစင်
တန်ဆိုင်ရင်တတာကြောင့်ကြုံရကြည့်ဝဲကျွန်တော်ကြပြရွတ်ဖတ်စီပြောဆိုဝိညာဉ်နေဖြစ်ပါတယ်နောက်ဆက်လက်ပြီးတော့ရွတ်ဆိုပြီးကိုနေလဲဖန်ကားပြီနော်တော့ဘာကြတဲ့ကျွန်တော်ဆရာမကြီးများ online မှာသူအားပေးနေတဲ့ကကတော့တစ်ပိတ်တဲ့မင်္ဂလာပါလို့ဥစားလုပ်တဲ့ကောင်းရပါပါတယ်ခင်ဗျာကျွန်တော်ဒီဒါလေးတစ်ခုစီမျိုးရွှေ့ပါမယ်ခင်ဗျာရှင်းကြောင်မှာကျွန်တော်လူရည်ကြကားဖြစ်တဲ့ကျန်တဲ့ပတ်သက်တဲ့ကားလေးတို့ကျွန်တော်ရေးသက်ထားပါတယ်ကြပြလေးရဲ့ခေါင်းစဉ်နာမည်ကနေလို့ပေးထားပါတယ်ခင်ဗျာအညာနာသဝေးကတမထနာရွတ်တဲ့ပြောင်းလက်ပံပွင့်ကျွေဩဇာချွေပပရောတို့ဝိစာသာနေလူတကြပြောရှိတာအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဌာနရောတော့ဗျာဆရာကြီးကိုတွင်ဒီမင်္ဂလာခါတော်လည်းပြည့်ပြည့်တော့ခါတော်ကြပါစေကျွန်တော်တို့ရဲ့နော်အဖွဲ့တွေခွဲတာပုံစံဆန္ဒပြုပြီးရှိပါတယ်ဒီကဗျာလေးတစ်ပုဒ်နဲ့ကျွန်တော်စဉ်းစားဖို့ဖြစ်ပါတယ်ပထမကဗျာတော့ကျွန်တော်တို့မြန်မာကဏ္ဍကဗျာဖြစ်ပါတယ်ဒုတိယနော်ကဗျာတော့ကျွန်တော်တို့ကကိုယ်တိုင်ရေးတဲ့နော်ပုစုပေါ်တဲ့ကဗျာမျိုးစားပဲဖြစ်ပါတယ်ပထမဆုံးကဗျာအနေနဲ့ကဗျာရဲ့ကောင်းဆောင်ကတော့စာပေစန္ဒာအမည်ရပါတယ်စာပေစန္ဒာဒါလေးရဲ့ကျွန်တော်ညာအတိတ်ပေါ်ရင်းနဲ့မြန်မာကဗျာစစ်စကလေးကိုဒါကအတွေ့အကြုံနဲ့တွေ့ကြည့်ရင်ကျွန်တော်ရေးဆက်တာဖြစ်ပါတယ်ကောင်းဆောင်ရတော့စာပေစန္ဒာအမည်ရပါတယ်ဗျာမဆက်စာမဖတ်တာမတ်တဲ့6တိတစ်တစ်လို့ဗျာမတွေ့စာမရေးကအတွေးနဲ့တစ်တစ်လို့ဗျာလည်းဆက်စာလည်းဆက်ပါဗျာလည်းတွေ့စာလည်းရေးပါဘဝစာပြီးတိုးတက်နေပြီမတွေ့ရဖတ်လူမျိုးမြတ်ရေးတတိလူမျိုးအစဉ်တိုးရေးကောင်းကျိုးဖွေတဲ့ဂုံကိုပြည့်နေတည်တယ်ဖွင့်ထွားစာပေများသည်လူသားတို့အတွက်မျိုးဖို့တဲ့စစ်စစ်ရေးဖတ်ကြစီလို့ဒါကျွန်တော်မြန်မာကဗျာစစ်စစ်ဒီထားတာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးကိုယ်ရေးတဲ့ပို့စပေါ်တဲ့ကဗျာလေးတဲ့စစ်တပ်ပြန်ဖြစ်ပါတယ်ကဗျာရဲ့ကောင်းတဲ့ဟာတော့ယူစည်းကြိုရင်းခံနေရများအညီရပါတယ်ဂျူစီဂျူရင်းခါနေနေအပြာရာဇဘောကဗျာဖြစ်ပါတယ်အားလုံးလည်းစီပြောထားရှိကြပါမယ်ဂျူရီအလဲပြောင်းရှိရှိတော့ကောင်းမထောင်နိုင်တဲ့ကတောင်းနဲ့ဆင်းရဲတဲ့ဒိဋ္ဌာယုံမှာလက်မလဲရှာတဲ့ဒုက္ခဒုမတ္တတပုတ်ခေါ်လာတော့တာရဲ့အရသာမရှိတဲ့ဝိဉ္ဇဉ်တွေနဲ့သမီးစီစံတို့ဆွေလင်းပန်းပြောက်နေကြကာလပြည့်တဲ့အစစ်စစ်ပြေလာတယ်ညာတော်ရုံးကိုဆောင်းပါဟာအစမတန်ဆံဝယ်စားနေရပါမယ်ကြီးတော်မှာငါကြောင်ရင်အရှင်ကြီးတဲ့နေတွေပူဖီးလေးကဒီပါလေးဒီဖီးလေးကပူပါလေးကြီးစီရန်တွေကိုယ်စုဆရာခွက်စိတ်ရဲ့အရှင်ကြီးတဲ့ရတယ်ရုပ်တချောင်းဖြိုးပေါက်ပါလေတူအရွယ်လူကစွတ်စွတ်စားနဲ့လွတ်တရားကကြုံပေါ်နေတောဖြစ်လို့မြို့တစ်ချောင်းဒုတောက်လာခဲ့ဒီဟာအရွယ်လူပလိပြေလေသာနဲ့လွတ်တရားဆိုင်ပြီးပေါ်တယ်တောဖြစ်လို့ဘယ်လိုနဲ့တွားဘယ်လိုနဲ့တွားအတားစီးမဲ့ခွင့်နဲ့တောက်တယ်ညာရွှေပြည်နာတော့ရွှေကြီးဝေပြည်နာတော့ဝေကြီးတဲ့
ဘယ်ပြေးမှမနာနိုင်တဲ့အောက်ခြေလူရန်သားတွေရဲ့ဘဝသင်ရှိအလဲပြောင်းဂျိုးရီရဲ့အစင်ပြေတဲ့နေ့တွေအဲ့ဒီနေ့တွေညတွေခွတ်စီးနေတဲ့ဂျိုးမြဲခမည်းပလင်းထဲမှာပြားရင်မပါဘူးစတုမကူမပါဘူးဟောလစ်မပါဘူးဘိုင်လူမပါဘူးခမည်းဆိုနေကြထူးထူးခြားခြားအချင်းကဘယ်အမေမှစပါးဉာဏ်ဖြစ်မလာနိုင်တော့ဘူးဒီကိုတွေ့ပါအားလုံးကြည့်ပါလေဒီကတော့စီရောတွေမှာတော့ ဒီမှာနားဆင်နေကြတဲ့ကျွန်တော်ရဲ့ဒီကုန်းပေါင်းသမားများတနောင်းရုံစာပေဝိုင်းမှာရောက်ရှိလာကြတဲ့ကျွန်တော်ရဲ့ဆရာများကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေလို့ပြတာများပြုတာပါလေအေးကျွန်တော်ကြောက်အမွေးရုံဆိုမဲ့ကြပြကတော့အမှားဆုံးနှလုံးသားနဲ့မုန်းမခံနိုင်တော့သူဟုတ်ကဲ့ကြပြကောင်းတဲ့နေရာတော့အမှားဆုံးနှလုံးသားနဲ့အမုန်းမခံနိုင်တော့သူအစီကြည့်ပါမျောနေရှာသူလာလိတ်နုနုလာပါစီစုဆွေတောင်း၍ညှို့ပြောင်းရှိကိုကျွန်တော်ပြောတော့အမွေးပါဆက်လက်ပြီးကျွန်တော်တို့ဆရာတရက်ကဖြစ်ဖို့ရကိုယ်မှာပီလာလဲနေရင်နှစ်ဖြာဇန်နဲ့ပြည့်စီရင်တရားအသက်ရှည်ရီချက်နဲ့တရက်ကအပါဖြစ်ဖို့ရကိုယ်မှာပညာရှိနေရင်နှစ်ဖြာဇန်နဲ့ပြည့်စီရင်တရားအသက်ရှည်ရီချက်နဲ့တရက်ကဖြစ်ဖို့ရကိုယ်မှာလုံးဝရှိနေရင်တရားအသက်ရှည်ရီချက်နဲ့တရက်ကမြတ်ဖို့ရကိုယ်မှာဖြစ်ပြည့်မြင်ဒီမင်းတရားအသက်ရှည်ရီချက်နဲ့တရက်ကဖြစ်ဖို့ရညာမာနိဗ္ဗာန်ဖြစ်စီမင်းတရားအသက်ရှည်ရီချက်နဲ့တရက်ကအပါဖြစ်ဖို့ရမြတ်တော်ဓမ္မဖြစ်စီမင်းလို့သိပြရပါခင်ဗျာ